ဒီနေ့မှာတော့လျှက်စစ်ကားလည်းမဟုတ်ပုံမှန်စီကားလည်းမဟုတ်တဲ့အနာဂတ်ကားတစ်စီးအကြောင်းပြောပြချင်ပါတယ်။အဲ့ဒီကားက NamX SUV Hub လို့လည်းခေါ်မယ်ပေါ့နော်။ဒီကားရဲ့အဓိကကတော့ဟိုက်ဒရိုဂျင်ကိုကပ်ဆူးလေးတွေနဲ့အသုံးပြုတာမျိုးပါ။ကျွန်တော်ပုံမှန် normal တန်ကြီးတွေလို့မဟုတ်ပဲ။ NamX ဆိုတာကပြင်သစ်နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုပေါ့။သူတို့ရဲ့အဓိကရည်ရွယ်ချက်ကအနာဂတ်မှာကားတွေကိုတန့်ရှင်းတဲ့ energy နဲ့မောင်းနေနိုင်အောင်နီလန်းအသစ်တွေဖန်တီးနိုင်မှုရည်ရွယ်ထားတာဖြစ်ပါတယ်။ NamX ကအဓိကထုတ်လုပ်တဲ့လက်ရှိကားကို SUV Hydrogen Utility Vehicle လို့ခေါ်ပါတယ်။ NamX SUV ကို2022ခုနှစ်မေလမှာ 3D model design အနေနဲ့ပထမဆုံးမိတ်ဆက်လာခဲ့တယ်။အဲ့ဒီအချိန်မှာတော်တော်များများကဒီလိုကားမျိုးတကယ်ဖြစ်လာနိုင်ပါမလားလို့စဉ်းစားခဲ့ကြတယ်။နောက်တစ်နှစ်ဖြစ်တဲ့2023ခုနှစ်အီတလီနိုင်ငံကမ်ပီယာနိုမြို့မှာတော့လက်တွေ့ prototype ကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ဘယ်မှာတည်ဆောက်ခဲ့တာလဲဆိုလို့ရှိရင်ကျွန်တော်တို့နာမည်ကြီး Pininfarina မှာပါPininfarina ဆိုတာကလည်း1930လောက်ကနေစတင်တည်ထောင်ခဲ့တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ Ferrari, Alfa Romeo, Maserati ကနေစပြီးတော့မှလက်ရှိ Hyundai, BMW, Tesla တို့အထိကိုဒီဇိုင်းဆွဲပြီးတည်ဆောက်ပေးနေတဲ့ကုမ္ပဏီတစ်ခု။ဒါကြောင့် NamX ရဲ့ project ကအကြံအနေနဲ့တည်းမဟုတ်ဘဲနဲ့လက်တွေ့ဘက်ကိုရောက်လာပြီဆိုတာကိုကျွန်တော်တို့သိလာရတယ်။ပုံမှန် hydrogen ကားတွေမှာဆိုလို့ရှိရင် hydrogen တန်ကြီးတစ်လုံးပဲပါလာတယ်ဗျာ။ဒါပေမဲ့ NamX SUV မှာတော့ hydrogen capsule လေးတွေကို6လုံးထိတွဲပြီးသုံးထားပေးတယ်။ဒီကပ်ဆူးလေးတွေကိုကားရဲ့နောက်ပိုင်းမှာအထိုင်ချပြီးတော့ထည့်ထားတာကိုလည်းတွေ့ရတယ်။ကပ်ဆူးတစ်လုံးချင်းစီတိုင်းမှာဟိုက်ဒရိုဂျင်ပါဝင်ပြီးတော့အကုန်လုံးသုံးပြီးသွားပြီဆိုလို့ရှိရင်ကပ်ဆူးတင်နဲ့ပြန်ပြီးတော့လဲလိုက်အောင်ပါပဲ။အရင်မကပ်ဘူးပေါ့နော်။ NamX ရဲ့အဆိုအရ main hydrogen တန်နဲ့ကပ်ဆူးလေးတွေကိုပေါင်းပြီးတော့အများဆုံးသွားလာနိုင်တဲ့အကွာအဝေးက800ကီလိုမီတာလောက်ထိသူတို့ခန့်မှန်းထားတယ်။အဲ့ဒီအထိလည်းရည်ရွယ်ထားတယ်။ဒါက EV ကားတွေလို့ခရီးအဝေးကြီးသွားတဲ့အခါမှာချာဂျင်စောင့်ရတဲ့ပြဿနာကိုလျှော့ချဖို့ရည်ရွယ်ထားတာပါ။ NamX capsule system ရဲ့အားသာချက်ကတော့အချိန်အရန်မယူတာပဲဖြစ်ပါတယ်။ capsule တွေကုန်သွားတာနဲ့အားပြန်ဖြည့်ဖို့အတွက်အချိန်အရင်စောင့်နေကြမလို့ပဲနဲ့ hydrogen ဖြည့်ပြီးသား capsule အသစ်တစ်လုံးလဲလိုက်ရုံပါပဲ။ NamX ကတော့ဒီလို capsule တစ်လုံးနဲ့တစ်လုံးလဲဖို့အတွက်ကြာချိန်ကတော့မိနစ်အနည်းငယ်အတွင်းပြီးမယ်လို့ခန့်မှန်းထားတယ်။ပြီးနိုင်မယ်လို့လည်းပြောထားတယ်။သူတို့ရဲ့ခန့်မှန်းချိန်အရ2မိနစ်နဲ့3မိနစ်အတွင်း capsule အသစ်လဲနိုင်မယ်လို့ပြောတယ်။ဆိုတော့ EV ကားတွေလိုချာဂျင်ပြန်ဖြည့်ဖို့အတွက်အကြာကြီးစောင့်နေကြမလို့တော့ NamX SUV ကို SAF ပုံစံနဲ့ဒီဇိုင်းထုတ်လာပြီးတော့လမ်းကျန်းရောလမ်းချောရောနှစ်မျိုးလုံးအတွက်အသုံးပြုနိုင်အောင်ရည်ရွယ်ထားတယ်။အမြန်နှုန်းနဲ့ပါဝါပိုင်းတွေကတော့လက်ရှိအချိန်မှာတိဆောက်ဆဲကာလဖြစ်တဲ့အတွက်အတိအကျတော့ကြီးညာလို့မရသေးဘူး။ဒါပေမဲ့နေ့စဉ်အသုံးပြုဖို့လုံလောက်တဲ့ performance ရှိအောင်တော့စီစဉ်ပေးထားပါတယ်။ NamX ရဲ့အစီအစဉ်က2025ခုနှစ်နောက်ပိုင်းမှာစတင်ဖြန့်ချိဖို့ရည်ရွယ်ထားတယ်။လက်ရှိမှာတော့စမ်းသပ်မှုတွေဒီဇိုင်းပြင်ဆင်မှုတွေဆက်လက်လုပ်ဆောင်နေတဲ့ကာလမှာရှိနေတယ်။အခုလိုဖွံ့ဖြိုးတိုးတက်နေတဲ့ခေတ်ထဲမှာ NamX က capsule network ကိုဘယ်လိုတည်ဆောက်မလဲ။ကုန်ကျစရိတ်တွေရောဘယ်လိုလျှော့ချမလဲ။လိုအများအသုံးပြုလွယ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာတွေကိုအဓိကထားစဉ်းစားနေတယ်။ NamX SUV ကလက်စစ်ကားနဲ့ hydrogen ကားကြားကနီလန်းအသစ်တစ်ခုလို့လည်းပြောလို့ရနိုင်တယ်။တကယ်လို့ capsule system သာအောင်မြင်အောင်လုပ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်အနာဂတ်ကားလောကမှာအပြောင်းအလဲကြီးတစ်ခုဖြစ်လာနိုင်တယ်။ဆိုတော့ဘယ်လိုမြင်ကြလဲ။ comment မှာမှတ်ချက်ပေးသွားလို့ရပါတယ်။